င်္ဂလာပါသတင်းထုတက်နဲ့ကျမရဲ့အကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ CLGK Health Channel ကပြန်လည်ကြိုဆိုပါတယ်ဒီနေ့ပြောမှာတော့ကြားဟော်မုန်းလို့ပြောနေကြတဲ့ testosterone ကြောင့်ပေါ့နော်အဲ testosterone ရှိမှပဲယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ခွန်အားတွေတန်ဆွမ်းမယ်ကြွက်သားဒုတွေတန်ဆွမ်းမယ်လိင်စိတ်တွေရှိမယ်အဲ့တော့မျိုးသားမျိုးသမီးနှစ်ဦးစလုံးလိုပါတယ်နော်ကြားဟော်မုန်းလို့မြန်မာမှာခေါ်ရဲဆိုပေမဲ့လည်းဟိုမုန်းလို့မြန်မာမှာခေါ်ရဲဆိုပေမဲ့လည်းမျိုးသားမျိုးသမီးနှစ်ဦးစလုံးကတော့လိုအပ်တဲ့အတွက်အသက်ကြီးလာတဲ့နဲ့testosterone level ကိုလည်းကောင်းကောင်းထိန်းထားနိုင်မယ်ဆိုရင်ကျန်းမာရေးကောင်းမှုရေးပါပါတယ်နော်။ဒါကြောင့်လူအများကသဘာဝဖြည့်ဆွက်စားတွေအဖြစ် testosterone တွေကိုနိုင်ငံတကာမှာစားကြတယ်ဝယ်ကြတာပေါ့နော်။အဲ့တော့သိနေတာကတော့ကြားဟော်မုန်းဒီလိင်စိတ်အတွက်လိင်ကိစ္စဆွမ်းဆောင်နေမှုအတွက်လိုအပ်တာဖြစ်တဲ့အတွက်ယောက်ျားတွေမှာပဲရှိရတဲ့ဟော်မုန်းလို့ထင်နေတာလေးကမဟုတ်ဘူးလို့ခုနပြောခဲ့ပြီနော်။ဥပမာသွေးစွန်းကန်ဒီမျိုးသမီးတွေဆိုရင်လည်းဇီဝကမ္မအရ testosterone တွေ estrogen တွေနှမျိုးလုံးထုတ်လို့တာပဲ။ testosterone အပါအဝင် androgen တွေကမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာခန္ဓာဗေဒနဲ့ဇီဝကမ္မဖွံ့ဖြိုးမှုတွေကိုထိန်းသိမ်းမှုလိင်ပိုင်းဆိုင်ရာပြုမှုတွေကိုပြုပြင်ဖို့ပြောင်းလဲဖို့အတွက်မရှိမဖြစ်မိန်းမတွေလည်းလိုတာပဲမျိုးသားတွေလည်းလိုတာပေါ့အမျိုးသားတွေကတော့ပိုပြီးအဓိကကြတာပေါ့နော်ဟုတ်ပြီအဲ့တော့ဈေးကွက်ထဲမှာတက်တည်မပြနိုင်တဲ့ testosterone booster တွေပေါ့ကြားဟော်မုန်းမြင့်တင်ဈေးတွေပြည့်နေတာအများကြီးပဲအဲ့ထဲမှာကောင်းတဲ့ဈေးလည်းပါတယ်မကောင်းတဲ့ဈေးလည်းပါတာပဲမကောင်းတဲ့ဆိုပေါက်ကရပေါ့ပတ်စံရရင်ပြီးရောဆိုပြီးလှုပ်ရှားတာတွေလည်းပါတယ်အဲ့တော့အခုရှင်းပြမယ်10မိနစ်စာ15မိနစ်စာအတော်တွင်းလေးထဲမှာတော့ကြော်ညာတွေပေါက်ကရလမ်းညွန်ချက်တွေတွေ့ရဆေးတွေရှောက်ညွှန်းတာတွေကိုထည့်မပြောဘဲနဲ့အကောင်းဆုံးလူသားနဲ့လက်တွေ့စမ်းသပ်ထားပြီးသားဖြစ်တဲ့ testosterone ကိုမြင့်တင်ပေးတဲ့ဆေးဘက်ဝင်တဲ့အပင်တွေက၄မျိုးပြောမယ်အရေးပါတဲ့တတုတ္တတစ်မျိုးပြောမယ်နော်အားလုံး၅မျိုးပေါ့ testosterone ကိုမြင့်နေတာ၅မျိုးပဲရှိတာမဟုတ်ဘူးဒါပေမဲ့၅မျိုးကိုပဲကြည်လေးပြောမယ်လို့ပြောတာဟုတ်ပြီအပိုင်းတင်နေတဲ့စပြောအောင်ဟော်မုန်းလမ်းကြောင်းပေါ့ဟော်မုန်း pathway နဲ့ testosterone အဆင့် testosterone level ဘာဖြစ်လို့ကျဆင်းတာလဲဒါလေးကိုအရင်စရှင်းပြtestosterone ဆိုတာကြွက်သားတွေကြီးထွားဖို့အယိုးတွေတိတ်သေးစားကောင်းဖို့သွေးနည်းဦးတွေထုတ်လုပ်ဖို့စိတ်ခံစားဖို့လိင်စိတ်တွေရှိဖို့အဲ့အတွက်အရေးကြီးရယ်မျိုးသားမှလည်းလိုတာပဲမျိုးသမီးမှလည်းလိုတာပဲလေနော်အယိုးတိတ်သေးစားတို့သွေးနည်းဦးဘာညာဟုတ်ပြီဘာလို့ကြာလဲတဘာဝတိုင်းတော့ကြာနေတာအသက်30ဝန်းကျင်လောက်ကစပြီးတစ်နှစ်ကို1ရာခိုင်နှုန်းကနေ2ရာခိုင်နှုန်းထိ testosterone ဆိုတဲ့ကြားဟော်မုန်း level ကျလာဒါပေမဲ့ကိုကအဝလွန်နေတယ်နာနာရှည်စိတ်ဖိစီးမှုတွေလည်းရှိနေတယ်အမြဲတမ်းအေးအေးပြတ်တယ်ဆိုတာကျုပ်မီးမလာလို့တညာပဲညဘက်မီးလာမှလှုပ်လို့ရတဲ့ဆရာဆိုတဲ့လူတွေရှိတယ်အဲ့လိုမျိုး lifestyle မှန်ကန်တဲ့သူတွေကတော့ဒီတက်ပူကြမှာ100ရာခိုင်နှုန်း200ရာခိုင်နှုန်းတက်ကိုကြမှာအဲ့တော့အဝလွန်နေဆိုရင်ဝိတ်ချမှာပေါ့နော်နာနာရှည်စိတ်ဖိစီးမှုရှိတယ်ဆိုလို့ရှိရင်လည်းဘာကြောင့်စိတ်ဖိစီးသလဲဆိုတာလေးကိုပြုပြင်ပြောင်းလဲပြပေါ့အေးအေးပြတ်တာကတော့အသက်မွေးဝမ်းကြောင်းရညဘက်ကျမှမီးမှန်လို့လှုပ်ရတယ်ဆိုတော့နေရာဒေသလူတွေကတော့မတက်နိုင်ဘူးပေါ့နော်ဒါတော့တက်နိုင်ပေါ့အဲ့လိုတက်နိုင်တဲ့လူတွေကအေးဝအောင်အေးပြီပေါ့နော်ဟုတ်ပြီအဲ့တော့တဘာဝအတိုင်းရကျင်တဲ့ပန်းတိုင်ရပါလဲ testosterone အဆင့်ကိုမြင့်တင်ဖို့ဘယ်လိုနည်းနဲ့လဲအခုပြောမှာဓာတုဗေဒနည်းနဲ့မြင့်တင်မှာမဟုတ်ဘူး chemical နဲ့မြင့်မှာမဟုတ်ဘူးတဘာဝကနေမြင့်တင်မှာအဲ့တော့ free testosterone တွေရဖို့ပြောမှာပေါ့နော်ဟုတ်အပိုင်းနှစ်ဆက်ပြောမယ်အပိုင်းနှစ်ကဆေးဘက်ဝင်ပင်အကြောင်းစပြောပြီးဘယ်ပင်နေဆေးဘက်ဝင်တယ်လဲ fenugreek ဆိုတဲ့အပင်မြန်မာမှာတော့ပဲနဒါလို့ခေါ်တယ်တိုင်းရင်းဆေးဆရာတွေအကုန်လုံးသိတယ်အဲ့ဆေးကိုဘာဖြစ်လို့လဲဆိုတော့သွေးဆေးတော်တော်များများမှာပါတယ်လို့နှလုံးအားဆေးတွေမှာလည်းပဲနဒါမပါတာမရှိဘူးပဲနဒါကိုထည့်ပြီးပေါ်ကြပါဇက်တက်ထည့်လိုက်ရင်တော့အာကောင်မကတ်တယ်အဲ့ဒါဒရီတာအမုံနေစားရင်လည်းအာကောင်မတော့ကတ်တယ်လေစင်ပြောင်ဖို့စားကြပေါ့နော်ရင်းနှီးတဲ့ခတ်တောက်တာတွေပဲလည်းရတယ်ပေါ့စားရင်ဖြစ်တတ်တဲ့သဘောကိုပြောတာပါဒီဟာက total testosterone ကိုတိတိတတ်တာတိုးလာစေတာထက်ဒီပဲနဒါ testosterone ကို estrogen အဖြစ်ပြောင်းလဲပေးတဲ့ aromatase enzyme ကိုဟန်တားပေးတာပြီးတဲ့အခါ sex hormone binding globulin လို့ခေါ်တယ်။အဲဒီ sex hormone binding globulin ကို SHBG လို့နောက်ပိုင်းဆက်ပြောသွားမယ်နော်အရှိကြီးမပြောချင်တော့အဲ့တော့ပဲနဒါဘာလုပ်ပေးသေးလဲကြားဟော်မုန်းဖြစ်တဲ့ကာမစိတ်တွေဖြစ်စေတဲ့ကာမကိစ္စဆွမ်းဆောင်နိုင်တဲ့ဟော်မုန်းကို estrogen တွေဖြစ်သွားအောင်ပြောင်းလဲပေးတဲ့ enzyme ကိုသူကဟန်တားပေးတယ်ပြီးတော့ SHGB ကိုလျှော့ချပေးတယ်။အဲ့လိုဟန်တားပေးခြင်းအဲ့ဒီလိုလျော့ချပေးခြင်းအပြင်လိင်ပိုင်းဆိုင်ရာဆွမ်းဆောင်နိုင်လာတယ်။ဆွမ်းဆောင်နိုင်မှုတာမကဆွမ်းဆောင်နိုင်စိတ်တွေလည်းရှိလာတာပါနော်။နောက်အထောက်ထားရလူသားတွေနဲ့ဆန့်သက်တာ free testosterone ကိုတိတိတတ်တာတိုးလာစေတယ်။နောက်ခံနိုင်ရည်အားကောင်းလာတယ်။တက်လုံတွေကောင်းလာတယ်။လေ့ကျင့်ခန်းတွေလုပ်နေတဲ့မျိုးသားတွေဆိုခွန်အားတွေပါတိတာလာတယ်။ခန္ဓာကိုယ်ဖွဲ့စည်းဖို့နဲ့လိင်စိတ်ကိုလည်းတိုးတက်စေတယ်။အဲ့ဒါတွေကိုတိတိတတ်တာတိုးတက်လာတယ်။သူက total testosterone ဆိုတာတဲ့ free testosterone ကိုပိုပြီးပြည့်လာစေတာပေါ့နော်။ fenugreek လို့ခေါ်တဲ့ပဲနဒါအဲ့တော့ပဲနဒါအရီပဲဝယ်ပြီးစားခြင်းလဲစားပေါ့ပရာစီစင်ကဝယ်စားခြင်းလဲစားအဲ့ဒါလိုလုပ်ကြအခုပဲနဒါစွန့်နေဆိုတော့ပြောလိုက်တာဒါကြောင့်ဒီ fenugreek ဆိုတာက testosterone ရဲ့
တဘာဝကနေရနိုင်မှုတိုးမြင့်ဖို့အကောင်းဆုံးသက်သေပြထားတဲ့ဆေးဘက်ဝင်အပင်တွေတဲကတစ်ခုပါဝင်ဖြစ်တယ်။နံပါတ်1အပိုင်း3လို့ပြောရင်လည်းရတာပေါ့။အဲ့ဒါကဘာလဲဆိုတော့ ashwagandha မြန်မာလိုပြောတော့ဓာတ်တကိုင်း ashwagandha ဆိုတဲ့ဓာတ်တကိုင်းမှာစိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ဓာတ်တွေပါတယ်။ cortisol ပေါ့နော် cortisol hormone တွေအဲ့ဒီ hormone တွေကိုလျှော့ချခြင်းအပြင် testosterone ထုတ်လွှတ်မှုကိုနှိမ်နင်းတဲ့နှောက်ယှက်တဲ့ cortisol ကိုတားဆီးပြီးတော့ HPTA ဆိုတဲ့ဝင်ရိုးကိုသူကထောက်ပံ့ပေးတယ်။ဒါကြောင့်ဓာတ်တကိုင်းစားရလဲကောင်းတယ်။ပြီးလူသားတွေနဲ့ဆန်းသက်တဲ့အခါမှာစိတ်ဖိစီးနေတာတွေမျိုးမပေါ်နိုင်တာတွေတိတိတတ်တာကြီးကိုအောင်မြင်လာတာကိုသွားတွေ့တယ်။အဲ့ဒီဓာတ်တကိုင်းဟာ cortisol ကိုနော် cortisol ဆိုခုနပြောတဲ့စိတ်ဖိစီးမှုဖြစ်စေတဲ့ hormone တွေတိတိတတ်တာကြီးလျှော့ချပေးတယ်။ဒါကြောင့် total testosterone တွေတိုးလာတာကိုတွေ့ရတယ်။စိတ်ဖိစီးမှုကြောင့် cortisol တွေမြင့်နေတယ်။ဒါကြောင့်နာတာရှည်စိတ်ဖိစီးမှုတွေရှိပြီး cortisol တွေမြင့်တက်နေတယ်။ငါ testosterone နည်းပါးတာ cortisol တွေမြင့်လို့ပဲဆိုတာမျိုးရိပ်မိသွားရင်ဒါမှမဟုတ်နာတာရှည်စိတ်ဖိစီးမှုကြောင့် testosterone ဆိုတဲ့ကြားဟော်မုန်းတွေနည်းပါးနေပါလားလို့တန်တရားရှိတဲ့အခါမှာဓာတ်တကိုင်းကိုစားလို့ရတယ်။အဲ့တော့တိုင်းစင်းနီးလေးကိုတော့နောက်တော့ပြောပြပါမယ်နော်မဘာဝင်တူအဲ့တော့ဆေးဘက်ဝင်ပင်က2မျိုးရှိပြီအခု3မျိုးပြောမယ်ပေါ့အပိုင်းလေးနေတယ်။ဘာလဲဆိုတော့နောက်တစ်ခုကတော့ Tongkat Ali လို့ခေါ်တယ်။အဲ့ဒီမှာဘာတွေပါလဲဆိုတော့ Uricoma longifoliar ဆိုတာမျိုးတွေပါတယ်။အဲ့ Tongkat Ali မှာအထူးသဖြင့်ပါတဲ့ဟာတွေက cosinoid တွေပဲ။သူရဲ့လှုပ်ဆောင်ပုံကခုနကပြောတဲ့ fenugreek လို့ခေါ်တဲ့ပဲနဲ့တာနဲ့ဆင်းတယ်တော်တော်ဆင်းတယ်။ SHGB ကိုရှော့ချတာလေအဲ့ဒါဆင်းတာပေါ့ပြီးတော့ free testosterone ကိုလည်းတိုးလာစေတယ်။သူက HPTA ဝင်ရိုးကိုလည်းဓာတ်ရိုက်ထောက်ပံ့ပေးပြီးကွေးစည်းကိုလည်းသူလှုံ့ဆော်ပေးနိုင်တယ်။အဲဒီတော့လူသားတွေနဲ့စမ်းသပ်မှုကိုပြန်ကြည့်မယ်ဆိုရင်အသက်ကြီးနေတဲ့အိုမင်းနေတဲ့မျိုးသားတွေဒါမှမဟုတ်ရင်အသင့်အတင့်စိတ်ဖိစီးမှုတွေရှိနေတဲ့မျိုးသားတွေကိုတွန်ကတ်အလီနဲ့စမ်းသပ်လိုက်တဲ့အခါမှာ free testosterone လို့ခေါ်တဲ့ကြားဟော်မုန်း level တွေတိတိကျကျယူတိုးလာတယ်။ပင်မနှုန်းနေမှုတွေလည်းလျော့သွားတယ်။လိင်စိတ်တွေလည်းမြင့်တက်လာတယ်။လိင်နံထောင်မှတ်မှုတွေလည်းအားကောင်းလာတယ်။အဲဒါကြောင့်နိုင်ငံတကာမှာတွန်ကတ်အလီကလည်းဈေးကြီးနေတာပဲသူ့ရွယ်ဝယ်။သတိထားဖို့ကတော့တွန်ကတ်အလီကိုသူ့ရဲ့စံနှုန်းသတ်မှတ်ထားတဲ့အစံနှုန်းကတော့100 mg ကနေ300 mg ကြားလေးမှာပဲဆရာဝန်နဲ့သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့သို့မဟုတ်ဓာတ်စာကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးတောက်ဘာဖြစ်လို့ဓာတ်စာလို့ dietitian ကိုပြောရတယ်ဓာတ်စာကျွမ်းကျင်သူလို့ပြောဆိုဒီဟာတွေကဆေးတွေမဟုတ်ဘူးကိုခုရှင်းပြနေတာဆေးတွေမဟုတ်ဘူးဖြည့်ဆွတ်စာတွေဖြည့်ဆွတ်တဲ့အာဟာရတွေဖြစ်တဲ့အတွက်အာဟာရကျွမ်းကျင်တဲ့ dietitian နဲ့မေးရင်လည်းရတယ်နော်ဒါကြရင်ဆေးတွေညွှန်နေတဲ့တင်မှာဆိုလို့ဆေးညွှန်တာမဟုတ်အခုပြောနေတာတွေကဖြည့်ဆွတ်အာဟာရတွေပဲ supplementary တွေပဲနော်ဘေးရွယ်ဆိုးကျိုးတွေဘာတွေမရှိအောင်ရှောင်သင့်တာရှိတယ်လည်းရှောင်ပေါ့နော်နောက်အပိုင်းကပြောမယ်ဆေးဘက်ဝင်အပင်ပဲသူ့ကိုတော့ tribulus လို့ခေါ်တယ်မြန်မာလိုပြောတော့စုလေပဲတလိษံတွေနဲ့လိလာမှုတွေမှာတော့မျိုးဖွားဟော်မုန်းတွေပေါ်မှာတက်ရောက်မှုကောင်းတဲ့အတွက်ပြင်းထန်တဲ့တကယ်မြင့်တင်စေးဖြစ်ဈေးကွက်ထဲမှာအကြီးအကျယ်ကိုရောက်နေတာဒါပေမဲ့လူသားတွေနဲ့ဆန်းသက်တဲ့အခါမှာတော့ total testosterone တို့ free testosterone တို့ဒါမှမဟုတ်ရင်လည်း luteinizing လို့ခေါ်တဲ့ LH တို့အဲ့ဒါမျိုးတွေတော့အကြီးအကျယ်မြင့်တင်နိုင်တာမရှိဘူးလို့သူကတွေ့မမြင့်တင်နိုင်လို့မပြောဘူးနော်အားရပါရကြီးမြင့်တင်နိုင်တယ်လို့တော့သူမတွေ့ဘူးဒါပေမဲ့ဟော်မုန်းကိုမြင့်တင်နိုင်တဲ့နေရာမှာအားမတန်ပေမဲ့ nitric oxide ကိုကောင်းကောင်းနှုတ်ဆော်နိုင်တယ်လိန်နံထောင်မှတ်ဖို့ nitric oxide မရှိမထောင်မှတ်ဘူးဒါကြောင့်ကိုကဟော်မုန်းတွေအားကောင်းကျင်နေဆိုရင်တော့ tribulus လို့ခေါ်တဲ့အဲ့ဒီစူးလေပင်ကိုအဓိကအားထားပြီးမတောက်နဲ့ဒါပေမဲ့ nitric oxide အားမကောင်းဘူးဆရာဆိုရင်တော့တောက်လို့ရပြီခုနောက်ဆုံးတစ်ခုပြောမှာကတော့အဓိကတော့ချက်ကြတဲ့တတုတက်တွတ်လို့ခေါ်တဲ့ zinc ပေါ့နော်အင်္ဂလိပ်လိုပြောတော့zinc က testosterone ထုတ်လွှတ်မှုနဲ့ HPTA ချိတ်ဆက်မှုဝင်ရိုးအတွက်အရေးကြီးတဲ့မရှိမဖြစ်တတုတက်ပဲအဲ့တော့ zinc ဓာတ်ချို့တဲ့တယ်ဆိုရင်လိန်ဟော်မုန်းထုတ်လွှတ်မှုချို့ယွင်းခြင်း hypogonadism နဲ့ဆက်ဆက်နေတယ်ဘယ်လိုလူတွေလိုအပ်တယ်လဲဆိုတော့အားကစားသမားတွေကလည်း zinc ဓာတ်လိုအပ်တာတွေများတတ်တယ်သူတို့တွေနောက်ပြီးတော့အာဟာရမပြည့်စုံတဲ့သူတွေမှာလည်း zinc ဓာတ်တွေလိုအပ်တယ်အဲ့တော့ zinc ဓာတ်ကလိုအပ်ရင်တောက်ရမယ်မလိုဘဲနဲ့တော့မတောက်သင့်ဘူးအဲ့ zinc ဖြစ်ဆွဲတဲ့ဆေးကိုတောက်သုံးတယ်ဆိုတာအရင်ထိရောက်တယ် zinc အဆင့်ကိုသွေးထဲမှာပုံမှန်ရှိမနေဘူးဆိုရင်ကြားဟော်မုန်းလို့ခေါ်တဲ့ testosterone မြင့်တင်ဖို့ဖြစ်ဆွဲတဲ့အာဟာရတွေဆေးတွေတောက်သုံးတာကြိုးကျေးဇူးမရှိဘူးသူတို့ကချိတ်ဆက်နေခုရှင်းပြခဲ့တဲ့အာဟာရတွေကအင်မတန်အစွမ်းထက်တယ်နော်ကြားဟော်မုန်းတွေတိုးတက်ဖို့တကယ်အစွမ်းထက်တယ်ဘာတွေပြောခဲ့လဲပဲနတာပြောတယ်ဓာတ်တကန်းပြောတယ်စူးလေပင်အကြောင်းပြောတယ်ပြီးတဲ့အခါတွန်ကတ်အလီလို့ခေါ်တဲ့မလေးရှားဂျန်ဆန်အကြောင်းကိုပြောတယ်ပြီးတော့ zinc ဓာတ်အကြောင်းပြောတယ်အင်မတန်အစွမ်းထက်ပါတယ်ဒါပေမဲ့တခုတော့ပြောချင်တယ်ဘလောက်ပဲအစွမ်းထက်ပါတယ်ဆိုတဲ့အာဟာရတွေစားကို lifestyle မှန်မှန်မှုဆိုရင်တော့ဒီဆေးတွေကထိရောက်တဲ့လောက်မထိရောက်ဘူးเนาะဒါလေးကတော့သတိထားရမယ်အချက်ထဲမှာပါတယ်ကိုယ့်ရဲ့ lifestyle ကအရက်တွေတောက်နေမယ် cigarette တွေတစ်ချိန်လုံးတောက်နေမယ်အေးညပြက်နေတယ်ဒါမျိုးဆိုရင်တော့ထိရောက်တဲ့လောက်မထိရောက်ဘူးပေါ့เนาะတော့ကြံဆရာပြောတဲ့ဟာကြီးကျွန်တော်စားတာပဲဘာမှလည်းမဖြစ်ပါဘူးဆိုရင်ကိုကလည်းဘယ်လိုနေတယ်လဲဆိုတာရှိသေးတာပေါ့เนาะကိုယ့်ဘက်ကလည်းနေတိုင်းလေးကောင်းအောင်လုပ်ရမယ်နောက်ပြီးတော့အကြောင်းရင်းငံပေါ့သွေးတိုးယောဂရှိနေတယ်စီးချိုယောဂရှိနေတယ်ဆိုရင်လည်း
လိန်စိတ်ဖြစ်ဖို့တွေလိန်နံတောင်းတမှုတွေကိုအနှောက်အယှက်ဖြစ်တဲ့အဲ့ဒီအကြောင်းကံယောဂတွေရှိရင်လည်းကုသရအောင်မယ်နော်ဒီဟာတွေစအောင်နေကြည့်ပဲပြည့်စုံသွားတာမဟုတ်ဘူးဘက်ဆုံစင်ပြအောင်လုပ်ပေးမှရမှာပါအဲ့တော့အိပ်ဆက်ချိန်ပေါ့အိပ်ဆက်ချိန်ဆိုတာည9နာရီပြည့်အောင်အိပ်မယ်9နာရီပြည့်အောင်အိပ်မယ်10နာရီပြည့်အောင်အိပ်မယ်တယောက်တယောက်မတူကြဘူးပေါ့နော်အေးရွာပေါ့အဲ့ဒီအိပ်ဆက်မှုကလည်းတက်စတာစတုန်းထုတ်လို့မှုအမြင့်ဆုံးဖြစ်အောင်လုပ်ပေးတယ်အဲ့ဒါ9နာရီကြာအိပ်ရမှာအေးရွာလို့9နာရီပြည့်အောင်အိပ်10နာရီဆိုရင်လူတွေက10နာရီအိပ်ပေါ့ပြီးတော့လေ့ကျင့်ခန်းအလေးမလေးလေ့ကျင့်ခန်းအရန်ကောင်းတယ်တက်စတာစတုန်းမြင့်နေပြီသဘောအားစီးတစ်မျိုးပဲသူတည်တနာလောက်ထားတာနော်ဘာဖြစ်လို့အလေးမခိုင်းတာလဲတခြားလေ့ကျင့်ခန်းလို့မရဘူးတခြားလေ့ကျင့်ခန်းလည်းကောင်းပါတယ်ဒါပေမဲ့အလေးမတော့ကြွက်သားတွေကိုသုံးချပြီးကြွက်သားတွေအားဆိုင်လောက်ရတဲ့အတွက်တက်စတာစတုန်းထုတ်လုပ်ဖို့အတွက်ကိုထောက်ပံ့ရသွားသေးတာနောက်ပြီးတော့ကိုယ်လေးချိန်ကိုစင်ပြောင်လုပ်ရမယ်ခန္ဓာကိုယ်မှာရှိတဲ့အစီအပိုတွေရှော့လိုက်တယ်ဆိုလို့ရှိရင်ဒီကြားဟော်မုန်းလို့ခေါ်တဲ့တက်စတာစတုန်းကနေမဟော်မုန်းလို့ခေါ်တဲ့အက်စထရာဂျန်ဖြစ်ပြောင်းလဲသွားတဲ့ဖြစ်စဉ်တွေကိုရှော့ပေးတယ်အဲ့တော့ဘက်ခောက်ကြီးတွေထွက်ခါကြီးကတုတ်ကြီးဖင်တုံးကြီးတွေကြီးတဲ့အမျိုးသားတွေရဲ့အဲ့လူတွေကအစီအပိုတွေများနေတော့သူတို့ရဲ့တက်စတာစတုန်းတွေကြားဟော်မုန်းတွေကမဟော်မုန်းတွေဖြစ်ပြောင်းသွားတဲ့ဘက်ကိုရောက်သွားတာပေါ့နော်ကို့မှာတက်စတာစတုန်းနည်းနေတယ်လို့တန်တရားရှိတယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးသွေးစစ်ကြည့်လိုက် pre testosterone ကိုစစ် not to testosterone ကိုစစ်အဲ့လို testosterone ကိုစစ်ရပါတယ် testosterone နည်းနေတဲ့တန်တရားဆိုတာဘယ်လိုပြောရလဲဆိုတော့သူ့မှာလက္ခဏာတွေရှိတယ်ပေါ့အနာတာရှည်ပင်မနွမ်းနေနေတာမျိုးစိတ်တွေကြားနေတာစိတ်ကြနေတာဒါကြပြီဆိုတာမျိုးလိန်စိတ်တွေနည်းနေတာမျိုးပြီးတော့လိန်နန်းလည်းမထောင်မတ်တာမျိုးဒါမျိုးတွေအချက်တွေစုံနေပြီဆိုရင်တော့ကြားဟော်မုန်းနည်းနေတယ်လို့တန်တရားလေးရောဝင်ရမှာပေါ့နော်အဲ့ခါကျမှဆရာဝန်နဲ့သွားတိုင်ပြီးဆရာဝန်ကလည်းစစ်မှာပေါ့ LH ကိုစစ်မယ်လေ total testosterone ကိုစစ်မယ် free testosterone ကိုစစ်မယ်နော် SHBG ပါအဲ့ဒါတွေသူတို့အကုန်စစ်မယ်စစ်ပြီးတော့အကြောင်းရင်းခံသွားတွေ့ရင်တော့ဆရာဝန်က testosterone ထိုးဆေးတွေပေးရင်လည်းပေးမှာပေါ့သူကထိုးမထိုးကိုကတော့အခုရှင်းပြခဲ့တဲ့ဟာတွေစားမယ်ဆိုရင်တော့ဆေးမထိုးလဲတော်တော်ဆွမ်းပါပဲပြီးတဲ့အခါဆေးဝါးဓာတ်ပြုမှုပေါ့ fenugreek လို့ခေါ်တဲ့ပဲနေတာနဲ့တွန်ကတ်အလီလို့ခေါ်တဲ့မလေးရှားဂျန်ဆင်းလို့ဆေးဘက်ဝင်ပင်တွေကသွေးရင်းတကြားဓာတ် level ပေါ်မှာတော့တက်ရောက်မှုရှိတဲ့အတွက်ဆေးကြိုသမိုင်းအတွက်အရေးကြီးတယ်တခြားဟော်မုန်းကူထိုးနေတယ်လည်းဓာတ်ပြုနိုင်သေးတယ်အဲဒါဆရာဝန်ကိုသတိပေးကျွန်တော်မှဆေးကြိုရှိရဲတို့ဘာတို့နော်ဒီလိုမျိုးဟော်မုန်းတွေပါဆေးစားရမယ်ပြုရမယ်ဆိုတော့ဆရာဝန်နဲ့တစ်ချက်တိုင်မယ်နောက် steroid တွေ steroid ဆေးတွေပေါ့ဟာချက်ချင်းဗလာတွေထွက်လာမယ်မာဆယ်တွေတက်လာမယ်နဲ့ steroid ဆေးတွေတချို့ကြော်ညာတာရှိတယ်ဖြည့်ဆွတ်စာတွေပေါ့နော်ဆေးဆိုတာတဲ့အဲ့ဒီမှာတရားမဝင်တဲ့ဟာတွေဒါမှမဟုတ် hidden ပေါ့ပေါ်ပြမထားတဲ့ anabolic steroid တွေရောပြီးပါနေတတ်တယ်အဲကြောင့်ဗလာကြီးချင်းတို့ဆေးတွေလှိမ့်စားနေတယ်ဆိုတဲ့လူတွေလည်းတစ်ချက်သတိထားဘာဖြစ်လို့လဲဆိုတော့ပြင်းထန်တဲ့အသက်ပျက်စီးမှုနဲ့ခန္ဓာကိုယ်ရဲ့သဘာဝတက်စတာဆုံးထုတ်လို့မှုကိုရေရှည်မှာအနှောက်အယှက်ပေးလာတယ်ပြောချင်တာကတော့ anabolic steroid တွေစားနေတဲ့သူတွေကခန္ဓာကိုယ်ကသဘာဝတိုင်းတက်စတာဆုံးထုတ်လို့မှုထွက်နေတာကိုမထွက်အောင်ဖျက်ဆီးတော့ဗလာကြီးတော့ကြီးလာပါရဲ့လူကြီးကအဲ့ဟာမလာဘူးဖြစ်သွားမယ်နော်အဲ့ဒါကြောင့် steroid တွေစားရလဲသတိထားအခုဒီကုန်းချိုးကြအောင်ဒါလေးကိုပြောနေတာလေးကိုနော်အခုပြောပြတာပညာပေးပို့တက်ပေါ့နော် testosterone level ကိုနည်းနေတယ်ဆိုလို့ရှိရင်တော့ဟော်မုန်းခုထုံးဆရာဝန်တွေဒါမှမဟုတ်လို့ရှိရင်လည်းစီလန်းချောင်းဆရာဝန်တွေတိုင်ပင်ပြီးတော့ယောဂရှာဖွေပါအခုပြောခဲ့တဲ့ပဲနဒါနဲ့မလေးရှားဂျန်ဆင်းလို့ခေါ်တဲ့တွန်ကက်အလီယာတော့အကောင်းဆုံးသက်သေပြထားတဲ့ဆေးဖြစ်ပါတယ်ပြီးတော့ဓာတ်တကိုင်းကလည်းစိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေရှော့ချပေးတဲ့အတွက်အရန်ကောင်းပါတယ်ပြီးတော့ zinc တွေစားပေးတာလည်းအရန်ကောင်းပါတယ်ခန္ဓာကိုယ်အစီချပါအေးဝအောင်အိပ်ပါအလေးမရဲ့လေ့ကျင့်ခန်းတွေလုပ်ပါဒါမျိုးဆိုလို့ရှိရင်ကြားဟော်မုန်းကျဆင်းလို့ပန်းမလန်မှုပန်းညိုးရဆိုတဲ့လူတွေဟာပျောက်ကင်းပါလိမ့်မယ်ဒါပေမဲ့ဟော်မုန်း level ကျဆင်းလို့ပန်းသေးတာပန်းညို့တာမဟုတ်ဘဲနဲ့တခြားသောယောဂအခန့်တွေသွေးကြောဆိုင်ရာတွေရှိနေလို့သွေးတိုးကြောင့်စီးကျူကြောင့်ဆိုရင်တော့ရှိတဲ့ယောဂကိုကုမှပဲပျောက်ပါလိမ့်မယ်လို့ပြောပြီးတော့ဆုံးသတ်လိုက်ပါတယ်ပုံမှန်တစ်စင်ပြည့်နေကြသတင်းတူတဲ့ကျန်းမာရေးအကြောင်းအရာတွေကိုမျက်ခြေပြတ်မတော့အောင် CLTK Health Channel ကို like share subscribe လုပ်ထားလို့ရပါတယ်မမဝင်ထားတဲ့သူတွေကတော့ public မှာကိုမေးချင်တာတွေကိုမမြင်ရအောင်မေးမြန်းနိုင်ပါတယ်မမဝင်တယောက်အနေနဲ့မမဝင်ချင်းပဲမြင်ရမှာပါမေးတာဖြေတာတွေအဲ့ဒီလှုပ်ဝဲမှုတွေရပါလိမ့်မယ်ပြီးတော့ဗီဒီယိုတွေကိုဦးဖြတ်ဖြတ်ကြည့်ခွင့်ရပါလိမ့်မယ်တချို့သောဗီဒီယိုတွေကိုမန်ဘာတွေကိုပဲပြတာမျိုးဒါမှမဟုတ်လည်းမန်ဘာတွေကိုလနဲ့ချီပြီးစောပြီးပြထားတာမျိုးတွေလုပ်ပါလိမ့်မယ်ကိုကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလနဲ့ချီပြီးစောင့်နေစရာမလိုပဲစောစောစီးစီးကြည့်နေတဲ့အခွင့်အရေးတွေကိုတော့မန်ဘာဝင်နေရကြပါလိမ့်မယ်ကျမ်းမာကြပါစေ